NASA ဟာသူ့ရဲ့ Jet Propulsion Laboratory JPL ကိုစီမံခန့်ခွဲဖို့စာချုပ်အသစ်တစ်ခုကိုရှင်ပြိုင်ခေါ်ယူတော့မှာဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ဟာအမေရိကန်ပြည်သူတွေရဲ့အခွန်ငွေကိုပိုမိုတန်ဖိုးရှိစေဖို့ရည်ရွယ်ထားတာပါ။ဒီလိုပြောင်းလဲမှုတွေကဘာကြောင့်လိုအပ်လာတာလဲဆိုတာကိုလည်းဆက်လက်ကြည့်ရှုရမှာပါပဲ။ ဒီ JPL ကိုကယ်လီဖိုးနီးယားနိပညာတက္ကသိုလ်က1930ခုနှစ်တွေကတည်းကစတင်စီမံခန့်ခွဲလာခဲ့တာပါ1958ခုနှစ်မှာအမေရိကန်စစ်တပ်ကနေ NASA ကိုလွှဲပြောင်းပေးခဲ့ပြီးနောက်ပိုင်းမှာလည်းစကြုတ်တွေကိုဒီတက္ကသိုလ်ကိုပဲတိုက်ရိုက်ပေးရခဲ့ပါတယ်အခုခေတ်မှာအမေရိကန်ရဲ့အာကာသစီးပွားရေးဟာအန်အိုးစရာကောင်းလောက်အောင်မြန်မြန်ဆန်ဆန်ကြီးထွားလာပါတယ်ဒါကြောင့် JPL ရဲ့လုပ်ငန်းဆောင်တာတွေကိုစီမံခန့်ခွဲဖို့အတွက်ရှင်ပြိုင်မှုရှိတဲ့ဈေးကွက်တစ်ခုပေါ်လာနိုင်တယ်လို့ NASA ကယူဆနေပါတယ်ဒီစာချုပ်ကိုပြိုင်ဆိုင်မှုနဲ့ခေါ်ယူခြင်းအဖြစ် NASA ဟာစီမံခန့်ခွဲမှုပုံစံအသစ်တည်းရဲ့အကျိုးကျေးဇူးတွေကိုစီစဉ်နိုင်မှာပါလုပ်ငန်းစွမ်းဆောင်ရည်တီထွင်ဖန်တီးမှုနဲ့စရိတ်သက်သာပြီးလုပ်ငန်းလက်ပတ်မှုပုံမှုထိရောက်စေဖို့အခုနလန်တွေကိုရှာဖွေနိုင်မယ်လို့ဆိုပါတယ်ဒီဆုံးဖြတ်ချက်ဟာအစိုးရတရက်လုံးရဲ့လုပ်ငန်းဆောင်တာတွေကိုပိုမိုထိရောက်စေဖို့စွမ်းဆောင်ရည်မြင့်တင်ဖို့နဲ့ရည်မှန်းချက်တွေကိုပိုမိုမြန်ဆန်ပိုမိုတက်နိုင်တဲ့ကုန်ကျစရိတ်နဲ့အကောင့်ထဲဖော်နိုင်ဖို့လှုပ်ဆောင်နေတဲ့ကျေပြန့်တဲ့ကြိုးပမ်းမှုရဲ့တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။ NASA အုပ်ချုပ်ရေးမှူး Jared Isaacman က JPL ဟာ NASA သမိုင်းမှာထူးခြားတဲ့သိပ္ပံနဲ့အင်ဂျင်နီယာဆိုင်ရာအောင်မြင်မှုတွေကိုပေးစွမ်းခဲ့တယ်လို့ပြောပါတယ်။အခုအာကာသစီးပွားရေးပြောင်းလဲလာချိန်မှာပိုမိုမြန်ဆန်ထိရောက်ပြီးကမ္ဘာအဆင့်မီသိပ္ပံနဲ့အင်ဂျင်နီယာလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်နိုင်ဖို့ကြီးစုရမှာဖြစ်ပါတယ်လို့သူကဆိုပါတယ်။ JPL မှာဆောင်ရွက်နေတဲ့လုပ်ငန်းတွေဟာ NASA အတွက်အလွန်အရေးကြီးတဲ့ဖြစ်ပါတယ်။ဒါကြောင့် NASA ဟာဒီဝယ်ယူမှုလုပ်ငန်းစဉ်တစ်လျှောက်လုံးမှာလက်ရှိနဲ့အနာဂတ်မစ်ရှင်တွေအတွက်လုပ်ငန်းစဉ်တွေအဆက်မပြတ်ရှိနေစေဖို့ကတိပြုထားပါတယ်။ JPL ရဲ့လက်ရှိတည်နေရာကိုလည်းဆက်လက်ထိန်းသိမ်းထားမယ်လို့အာမခံထားပါတယ်။ဒီလိုချင်းကပ်မှုဟာအစိုးရရဲ့ကျေပြန့်တဲ့အလေးအကျင့်တွေနဲ့လည်းကိုက်ညီပါတယ်။ဥပမာအနေနဲ့စွမ်းအင်ဝန်ကြီးဌာနဟာသူ့ရဲ့ FFRDC စီမံခန့်ခွဲမှုစာချုပ်6တောက်ခုတည်းက9ခုကိုလွန်ခဲ့တဲ့10နှစ်အတွင်းပြိုင်ဆိုင်မှုအပြည့်နဲ့ခေါ်ယူခဲ့ဖူးပါတယ်။ Caltech နဲ့လက်ရှိစာချုပ်က2018ခုနှစ်အောက်တိုဘာလ1ရက်နေ့မှာစတင်ခဲ့ပြီး2028ခုနှစ်စက်တင်ဘာလ30ရက်နေ့အထိသက်တမ်းရှိပါတယ်။အကယ်၍စာချုပ်ပါရွေးချယ်စရာအားလုံးကိုအကောင့်ထဲပေါ်မယ်ဆိုရင်ဒေါ်လာဘီလီယံ30အထိတန်ဖိုးရှိနိုင်ပါတယ်။ NASA ဟာအခုပဲဝယ်ယူမှုလုပ်ငန်းစဉ်ကိုစတင်နေပြီလို့သိရပါတယ်။ဒီလိုစောစီးစွာစတင်လိုက်ခြင်းက NASA အနေနဲ့ဘယ်လိုလုပ်ငန်းဆောင်ရွက်မှုတွေကအကောင်းဆုံးဖြစ်မလဲဆိုတာကိုစူးစမ်းဖို့အချိန်အလုံးလောက်ရမှာဖြစ်ပါတယ်။ဒါဟာနိုင်ငံတော်ရဲ့အကြီးမားဆုံးအဖွဲ့အစည်းတစ်ခုကအနာဂတ်အတွက်ဘယ်လိုကြိုတင်ပြင်ဆင်နေလဲဆိုတဲ့ပုံစံတစ်ခုကိုပြသနေတာပါပဲ